အားလုံးပဲမင်္ဂလာပါဗျာဖိုဘော်တဲ့ရေး channel ကနေပြီးတော့ညီတို့အားလုံးပြန်လဲကြိုဆိုလိုက်ပါတယ်မနေ့ကကျွန်တော် Real Madrid body ပေးခဲ့တာချိလိုက်ရတဲ့ချစ်ကိုတွေအနေနဲ့ရှားလိုက်မယ်လို့ထင်တယ်လမ်းလိုက်မယ်လို့ထင်ပါတယ်ဗျကျွန်တော်တယ်လီမှာချပေးခဲ့တဲ့ပွဲစဉ်နေရာဆိုလဲ okay ခဲ့တာကိုတွေ့ရတယ်ဗျတယ်လီကချစ်ကိုတွေခုချိန်မှာဆိုစုပြင်းနေလောက်ပြီလို့ထင်ပါတယ်ချစ်ကိုတွေလည်းတာယာစုပြင်းနေဆိုရင်မကြွားရသေးတဲ့ကျွန်တော်ရဲ့ channel လေးကိုလာရောက် join မျိုးကျွန်တော်ဒီကနေပဲဖိတ်ခေါ်လိုက်ပါစေခင်ဗျကျွန်တော်ရဲ့ channel လေးကိုလည်းကျွန်တော် bio မှာတင်ပေးထားပါတယ်နော်โอเคဒီနေ့ညမှာကစားသွားမယ် Premier League ရဲ့2 share ပွဲကောင်းလေးတစ်ပွဲကိုကျွန်တော်ရဲ့ချစ်ကိုတွေအတွက်ကျွန်တော်ကနေပြီးတော့ရွေးချက်သုံးသက်ပေးမှာပဲဖြစ်ပါတယ်ဗျအဲ့ဒီပွဲကတော့ Emirates မှာကစားသွားမယ် Arsenal နဲ့ Manchester United ပွဲစဉ်ပဲဖြစ်ပါတယ်ဘာကြောင့်ကတော့ Arsenal ကနေပြီးတော့တစ်လုံးကို level ကြီးပေးထားတယ်ကိုပေါင်းလေးကတော့3လုံးကို50နိုင်ပေးထားတော့တွေ့ရတယ်ဗျဟဲ့တွေ့ရတော့ Arsenal ရော Manchester United ရောကိုစီ14ပွဲနိုင်နဲ့6ပွဲတည်ကြထားတာကိုလည်းတွေ့ရတယ်အာဆင်နယ်တို့အနေနဲ့နောက်ဆုံး9ပွဲမှာ3ပွဲနိုင်2ပွဲတည်ကြထားပြီးတော့မန်ယူတို့ကတော့နောက်ဆုံး9ပွဲမှာ2ပွဲနိုင်2ပွဲရှုံးနဲ့3ပွဲတည်ကြထားတာကိုလည်းတွေ့ရတယ်ဗျ။ဒီဟာဒီဂန်နာတို့ကပရီးမီးယားလိဇယားမှာရမှတ်90မှတ်နဲ့အတူပဲအဆင့်1နေရာမှာရပ်တည်နေလျက်ရှိနေတယ်။အားဆုံးလမ်းကြောင်းပေါ်မှာမီကဲအာဒီတာရဲ့ဂန်နာတို့အသင်းကအကောင်းဆုံးတောက်ပနေတာကိုလည်းတွေ့ရတယ်ဗျ။ Manchester United အသင်းနေနဲ့ကလည်းနေပြတစ်ကားရစ်လက်ထက်မှာ Manchester Derby ဖြစ်တဲ့ Man City ကိုအိမ်ကွင်းမှာအနိုင်ကစားထားတာကိုလည်းတွေ့ရတယ်။ပြန်ဆုံလာမှုနဲ့အတူပဲစိတ်သက်ပိုင်းဆိုင်ရာပြန်တန်မာလာတာကိုလည်းတွေ့ခဲ့ရတယ်ဗျ။တတိပြုစရာအချက်တစ်ချက်က Emirates ကွင်းမှာဂန်နာတို့အနေနဲ့တရားနီတို့ကိုနောက်ဆုံး6ပွဲမှာတပွဲမှာရှုံးနေထားခြင်းတော့မရှိထားသေးဘူး။ Okay ကျွန်တော်ကတော့ဒီပွဲမှာမှုံဝင်စမ်းပြတဲ့တော်ဝင်ဂန်နာတို့ဘက်ကပဲရက်တီခြင်းနဲ့ Arsenal body ကြိုက်တယ်။ကိုပေါင်းလေးရဆိုရင်တော့ဂိုးဘော်လေးကိုရွေးချက်ပေးလိုက်ပါတယ်ဗျ။စောနီချီသွားပေးတဲ့အတွက်ညီတို့တယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်။ဘွယ်အောင်လေးမောင်နှင်းလေးလည်းတင်ဆက်ပေးတော့မှာမလို့ကျွန်တော်ရဲ့ Telegram channel လေးကိုလည်း join ထားပေးကြပါဦးဗျ။